ဘာသာတဲ့ကိုယ်နေတာကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားနဲ့ပါဆိုင်တယ်လေဒါထဲမှာပတ်သက်200ပဲရှိတာဘုရားနဲ့ပါဆိုင်တယ်လေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့ဒီဘာသာပေါ့နော်ဆိုတော့သူ့ကိုသူဘာတွေပြောထားလဲဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့အခုတော့နော် live ပေါ်မှာ Trump ဖြစ်နေတယ်ပေါ့နော်သူဘာတွေပြောထားလဲဆိုတာကိုကျွန်တော်တို့လိုက်ပြီးတော့လေ့လာပြီးသုံးသပ်ကြည့်ရအောင်ပြီးရင်သူဘာတွေသူ့ကိုကျွန်တော်ဘယ်လိုထောက်ပြရမလဲဘာတွေကဘယ်လိုလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်တို့အဖြေရှိတယ်ဗျာဒီတိုင်းကျွန်တော်တို့ဗုဒ္ဓဘာသာယူဆမှာအဖြေမိကုန်းတိုင်းမှာအဖြေရှိပြီးသားအဲ့တွေကျွန်တော်သူ့ကိုပြန်ဖြေပေးမယ်အဖြေပေးမယ်နော် Okay let's go စကြည့်အောင်ကျွန်တော်ရဲ့မင်းသူပါ Okay ကျွန်တော်ဒီနေ့ဒီကိုလာတဲ့အတွက်ဖခင်ကြီးစုတို့အထူးချီးမွမ်းပါတယ်ဒီနေ့ဒီကိုလာတဲ့အခါမှာဒီကျွန်တော်တို့အသက်တာထဲမှာတကယ်ကိုကောင်းမြတ်ဆုံးဖခင်ဖြစ်တဲ့တကယ်ကိုဧဝံဂေလိယေရှုခရစ်တော်ရဲ့အရင်ကောင်းယေရှုခရစ်တော်သားလည်းတပါးဒီတော်ဖခင်အသက်အမှသူပြောပါရင်နော်ယေရှုခရစ်တော်ဒီတာတပါးဒီတော်ဖခင်အကောင်းဆုံးဖခင်လို့သူပြောပါတယ်ဒါကသူယုံကြည်ကိုးကွယ်တဲ့သူရဲ့သူတို့ယုံကြည်တတ်ဝင်ထားတဲ့ God ပေါ့နော်ဖခင်ကိုသူပြောပြတယ်သူဖခင်သူဂုဏ်ဝင်ပြောစွာနဲ့ prop ပေါ့နော်အသက်ရှင်တော်ဖခင်ဖြစ်တဲ့ဆိုတဲ့အရာကိုဒီနေရာမှာပြောအသက်ရှင်တော်ဖခင်လို့သူပြောတယ်ကြီးစုတို့အထူးချီးမွမ်းပါတယ် Okay ကိုယ့်ရဲ့ဘုရားပြောတာလက်ခံတယ်ဒါတဲမှာလည်းကျွန်တော်လိုမျိုးကြေကွဲခဲ့တဲ့သူတွေနှလုံးသားတွေချူးကြေမွားခဲ့တဲ့သူတွေအားလုံးကိုဖခင်သခင်ကယနေ့မှစပြီးတော့ကယ်တင်ခြင်းတက်မှာပေးမှဖြစ်တဲ့အတွက်ဖခင်ကြီးစုတို့ကိုအထူးချီးမွမ်းပါတယ်ဟာလေလုယာနှလုံးသားတွေကြေကွဲခဲ့တယ်နှလုံးသားတွေအသေးတွေကြေမွားခဲ့တယ်အဲ့ဒီအရာကိုဖခင်ကကုစားပေးတယ် ဟာလေလုယာအာမင်အာမင်ကျွန်တော်ဒီနေ့သက်တည်အနေငယ်အတူလေးခံချင်ပါတယ်ကျွန်တော်ဘဝမှာကျွန်တော်ကအခုကြည့်တဲ့အချိန်မှာအခုလိုမျိုးပဲတစ်ချိန်လွန်ခဲ့တဲ့3နှစ်လောက်ကသူ့ဘဝရဲ့အကြောင်းကိုသူပြန်ပြောပြတော့မယ်တေချာလေးအာယုံစိုက်ပြီးတော့နားထောင်ကြည့်ပေးပါကျွန်တော်ကိုလူတွေကမင်းသားသူကတော့အရှင်ပြေတာပဲလို့ထင်ခဲ့ပေမဲ့ကျွန်တော်အသက်တာထဲမှာတကယ်ကိုမှောင်မိုက်ခဲ့တဲ့အချိန်ကိုကျွန်တော်ကြုံခဲ့ရတာဖြစ်တယ်ကျွန်တော်အသက်တာထဲမှာကျွန်တော်ကလူတွေကကြီးလိုက်တဲ့အခါမှာ तू ကတော့အနုပညာရှင်ပဲ तू ကတော့ဘာပဲကျွန်တော်အရင်တော့ငွေတွေအောင်မြင်မှုနောက်ကိုပဲကျွန်တော်လိုက်ခဲ့တာဖြစ်တယ်ကျွန်တော် share လိုက်ခဲ့တာဖြစ်တယ်ဘာကျွန်တော်ငယ်တယ်ကျွန်တော်ကျွန်တော်အရန်လုံနိုင်တယ်လို့ထင်တယ်ဒီထဲမှာတချို့လူတွေကလည်းကိုယ့်ကိုထင်လိမ့်မယ်ဒီလောကရဲ့လူငါအရန်လုံနိုင်တယ်လို့ထင်လိမ့်မယ်လုံနိုင်တယ်လို့ထင်လိမ့်မယ်ငါအရန်လုံနိုင်တယ်ငါအရန်တော်တယ်လို့ထင်လိမ့်မယ်တကယ်တော့ကျွန်တော်တို့လုံနိုင်ခြင်းကဘာမှမရှိဘူးဆိုတဲ့အရာကိုယေရှုခရစ်တော်ကိုရပြီးတဲ့အချိန်မှာကျွန်တော်အသိခဲ့တာဖြစ်တယ်ကျွန်တော်လွန်ခဲ့တဲ့3နှစ်တုန်းကကျွန်တော်ပြပြခြင်းတယ်ကျွန်တော်အသက်တာထဲမှာကျွန်တော်ရှာဖွေခဲ့တဲ့ငွေတွေအောင်မြင်မှုတွေကျွန်တော်အသက်တာထဲမှာဘာမှမရှိတော့တကယ်ဘာမှသူရှာခဲ့တဲ့ငွေတွေပစ္စည်းဥစ္စာတွေကတစ်တာထဲမှာဘာမှမရှိတော့ဘူးဆိုတော့ဒီမှာမေးခွန်းတစ်ခုမေးရရှိတယ်ဘာလို့မရှိတော့တာလဲโอเคဟုတ်တယ်နော်သူပစ္စည်းဥစ္စာတွေဘာလို့မရှိတော့တာလဲသူတုံးလိုက်တာလားဒါပစ္စည်းခိုးခံလိုက်ရတာလားโอเคကျွန်တော်ကြည့်တကယ်ဘာမှမရှိတော့အဲ့အချိန်မှာကျွန်တော်ဘဝမှာကျွန်တော်နှလုံးသားတွေချူးချီမွားသွားတဲ့အချိန်မှာကျွန်တော်မှာကူရကဲရမရှိတော့တဲ့အချိန်မှာကျွန်တော်လုတ်ခဲ့တဲ့ဘာသာတရားတွေကျွန်တော်လုတ်ခဲ့တဲ့အရာတွေကောင်းမှုကုသိုလ်တွေပေါ့ဗျာဒီမလားကောင်းတာလို့ကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပိုများနေတယ်အခုချိန်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာကဘရာသာကိုကျွန်တော်ပြန်ပြီးပြန်ရှင်းပြရမယ်နော်โอเคအခုချိန်မှာလူတယောက်ကို10လောက်ထည့်လိုက်တယ်လူတယောက်ကို100လောက်လူလိုက်ပေးမယ်ကျွန်တော်ဒီဘက်မှာဆဲတာက1000ဘူးလောက်ပြန်ဖြစ်နေတယ်โอเคအဲ့လိုလူတယောက်ဖြစ်ခဲ့တယ်အဲ့တော့ကောင်းတာတွေဘာသာတရားတွေကကျွန်တော်မကဲနိုင်ဘူးကျွန်တော်ဘာသာတရားကို share လုပ်ခဲ့တာဖြစ်တယ်ဘာသာတရားကို share လုပ်တာဖြစ်တယ်ဘာလို့ဘာသာတရားမှာရှိတဲ့အရာတွေအကုန်လုံးကိုကျွန်တော်ကအလွတ်ရတယ်အခုချိန်မှာကျွန်တော်အလွတ်ပြန်ဆိုခိုင်းတော့ကျွန်တော်တော်တော်များများကျွန်တော်အလွတ်ရတာဖြစ်တယ်ဒါပေမဲ့ဘာသာတရားတွေကကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့လူတွေကမကောင်းဘူးကျွန်တော်မကောင်းခဲ့ကျွန်တော်ခုနပြောသလို100ဘူးလူပေမဲ့1000ဘူးကကျွန်တော်တို့အောက်ကုသိုလ်ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီဘာသာတရားကကျွန်တော်တို့မကဲနိုင်ဘူးဘာသာတရားကကျွန်တော်တို့သူပြောထားတဲ့စံနှုန်းကိုကျွန်တော်တို့မကိုက်ညီနိုင်ဘူးအဲ့တော့ကျွန်တော်ဘဝမှာလည်းအဲ့လိုဖြစ်ခဲ့တာဖြစ်တယ်အဲ့တော့ကျွန်တော်အရင်တော့ကျွန်တော်ဒုက္ခရောက်တဲ့အချိန်မှာကျွန်တော်အားကိုးခဲ့တဲ့ဒီရုပ်ထုတွေကိုကျွန်တော်သွားပြီးအကူကြီးတောင်းတယ်ဒုထောက်ပြကျွန်တော်ကိုကဲပါလို့ပြောတဲ့အချိန်မှာအဲ့ရုပ်ထုတွေကကျွန်တော်ဘာမှအဖြစ်မပေးခဲ့ဘူးရုပ်ထုတွေစီကိုသွားပြီးတော့ကျွန်တော်ကိုကဲပါသွားပြီးတော့ request တောင်းဆိုခဲ့ဘူးတဲ့အဲ့ချိန်မှာအဲ့ရုပ်ထုတွေကျွန်တော်ကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူးတဲ့โอเคအဲ့ရုပ်ထုတွေတော့ကျွန်တော်ထည့်ခဲ့ဘူးလေကောင်းတယ်ဆိုတဲ့အရာတွေကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာအဲ့အထုထုတွေကကျွန်တော်အဖြစ်မပေးခဲ့ဘူးကျွန်တော်ကြိုးကြေမွားနေတဲ့နှလုံးသားနဲ့သူတို့ကြီးသွားတဲ့အခါမှာကျွန်တော်အဖြစ်မပေးခဲ့ဘူးကြိုးကြေသွားတဲ့နှလုံးသားနဲ့အဖြစ်မပေးခဲ့ဘူးโอเคပေးခဲ့ဘူးဘာအဖြစ်မှမလာခဲ့ဘူးကျွန်တော်ရွတ်နေပါတယ်ရွတ်နေတဲ့အရာတွေကကျွန်တော်စီပြန်မလာဘူးဘာကြောင့်လဲဆိုတော့ဘာသာတရားကောင်းတယ်ကျွန်တော်ကမကောင်းလို့
ကျွန်တော်မကောင်းလို့အဲ့တော့ပြီးတော့ဘာလို့ရုပ်ထုတွေကကျွန်တော်အဖြစ်မပေးနိုင်လဲသိလားချိုဒီနေ့ဒီစကားကိုကျွန်တော်ပုံမှန်လေးဒီမှာပြောချင်တယ်ဘာလို့ရစေချင်တာဖြစ်တယ်ဖခင်သခင်ကျွန်တော်စစ်မှန်တဲ့ဖခင်ယေရှုခရစ်တော်ကိုအားလုံးရဲ့တတ်တာတွေမှာရစေချင်တာဖြစ်တယ်ဒီဖခင်ကအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဒီဖခင် for sure မဟုတ်ဘူးခင်ဗျားတို့ကိုလိုက်ပြီးတော့ဘာသာရေးတွေပါခင်ဗျားတို့စိတ်မဝင်စားနဲ့ဘာသာရေးကြောင့်ကျွန်တော်လာပြောတာမဟုတ်ဘူးဒီနေရာကိုလာပြောတာယေရှုခရစ်တော်အသက်ရှင်တယ်ဆိုတဲ့အကြောင်းကိုလာပြောတာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်အသက်တာထဲမှာချိုးချေမွားခဲ့တယ်လို့မျိုးခင်ဗျားတို့အသက်တာထဲမှာချိုးချေမွားနေတဲ့သူရှိရင်ကျွန်တော်အခုကြီးတောင်းခဲ့တယ်လို့ကျွန်တော်အားကိုးခဲ့တဲ့ရုပ်ထုတွေကကျွန်တော်တို့ကိုအဖြစ်မပေးနိုင်ဘာလို့လဲသိလားသူတို့စီမှာကြားနိုင်တဲ့နားတွေမပါဘူးကျွန်တော်တို့သူပြောတာဒီရုပ်ထုတွေကအဖြစ်မပေးခဲ့ဘူးပြောတာနော်ရုပ်ထုတွေကအဖြစ်မပေးခဲ့ဘူးကျွန်တော်တို့အားနေတဲ့အချိန်မှာကျွန်တော်တို့ဝမ်းနေနေတဲ့အချိန်မှာသူတို့ကကျွန်တော်တို့ကိုဖတ်ပေးနိုင်တဲ့လက်တွေမရှိဘူးဟာလေလုဝမ်းနေနေလေတဲ့ဖတ်ပေးနိုင်တဲ့လက်တွေမရှိဘူးတဲ့အဲ့ဒါရုပ်ထုတွေကိုသူပြောတယ်ဗောနော်ဟာလေလုယာဒါပေမဲ့ယေရှုခရစ်တော်ကတော့ပညာတရားတွေကလေပညာတရားဆိုဘာမှရှိလဲစာအုပ်ထဲမှာရှိတယ်အဲ့စာအုပ်တွေနောက်ကိုကျွန်တော်လိုက်လို့မရခဲ့ဘူးဘာကြောင့်လဲဆိုစာအုပ်တွေကကျွန်တော်တို့ဝမ်းနေတဲ့အချိန်မှာစာအုပ်တွေကလက်တွေထွက်လာပြီးကျွန်တော်တို့မဖတ်ပေးဘူးဒါပေမဲ့အသက်ရှင်တဲ့ဘုရားယေရှုခရစ်တော်ကတော့အသက်ရှင်တာဖြစ်တဲ့အတွက်ကျွန်တော်ဝမ်းနေနေတဲ့အချိန်မှာကျွန်တော်ကိုသူကထွေးပွေထားပေးတာဖြစ်တယ်ဟာလေလုယာဘုရားရှင်နာမှာဘုန်းကြီးပါစေအဲ့အချိန်မှာကျွန်တော်အသက်တာထဲမှာကျွန်တော်လူတွေကိုလိုက်ရှာတယ်ဒီကျွန်တော်အားကိုးခဲ့တဲ့အရာတွေကိုလိုက်ရှာတယ်ပညာတရားတွေနောက်လိုက်တဲ့အခါမှာကျွန်တော်ဘောမှာလွတ်ချင်းမရှိဘူးကျွန်တော်တို့ကတဖြည်းဖြည်းရုံးလေနစ်လေလူနေကိုတဖြည်းဖြည်းရောက်လာတာဖြစ်တယ်တကယ်ရောက်လာတယ်ကျွန်တော် for sure မပြောဘူးကျွန်တော်ကလူငယ်ဖြစ်တဲ့အတွက်ကျွန်တော်ကလက်တွေ့မှခြိုက်တဲ့သူဖြစ်တယ်ကျွန်တော်လက်တွေ့ခံစားပြီးမှပြန်ပြောချင်တဲ့သူဖြစ်တယ်ကျွန်တော်မသိပဲကျွန်တော်ပြောပြချင်တယ် how to be a millionaire ဆိုတဲ့စာအုပ်ကိုရေးတဲ့သူက millionaire မဟုတ်ပဲအိမ်ငားနေတယ်ဆိုအဲ့စာအုပ်ကိုကျွန်တော်ဝယ်မဖတ်ဘူးအဲ့လိုပဲခင်ဗျားတို့လည်းအဲ့လိုဖြစ်လိမ့်မယ်ကျွန်တော်အသက်တာထဲမှာကျွန်တော်ဒီနေ့ပြောပြချင်တာပါကျွန်တော်တကယ်ကြိုးချီမွားနေတဲ့အချိန်မှာကျွန်တော်ဘောမှာအခေမရှိတော့ဘူးဆိုတဲ့အချိန်မှာလူတွေကကျွန်တော်ပြောခဲ့တယ်ဟာညီလေးအကူကတော့ကျွန်တော်ဒုက္ခရောက်တဲ့အချိန်မှာညီလေးအခုစီလာခဲ့လို့ပြောတဲ့သူတွေကကျွန်တော်တော်ပြီအခုသိမအားသေးလို့ကျွန်တော်ဖုန်းပေးလိုက်တဲ့သူတွေရှိတယ်ဒါပေမဲ့ယေရှုခရစ်တော်ကတော့ကျွန်တော်ယေရှုခရစ်တော်ကိုကျွန်တော်ပြောခဲ့ဘူးလေယေရှုကအဖြစ်တွေကိုခွင့်လွှတ်တယ်လို့ပြောတဲ့အချိန်မှာကျွန်တော်ယေရှုပြောဟာအဖြစ်တွေကိုခွင့်လွှတ်တာဒါအဓိပ္ပာယ်မရှိဘူးလို့ကျွန်တော်ပြောခဲ့တယ်ဘာလို့ကျွန်တော်ကတဘာဝထဲမှာပဲတွေးတာဟုတ်ကျွန်တော်ကလောကထဲမှာလို့ပဲတွေးတာဒါပေမဲ့ကျွန်တော်ဖေကတဘာဝဖေမဟုတ်ဘူးတဘာဝကိုဖန်ဆင်းထားတဲ့တဘာဝလုံဘုရားဖြစ်တယ်ဟာလေလုယာဘုရားရှင်နာမှာဘုန်းကြီးပါစေအဲ့တော့ကျွန်တော်အသက်တာထဲမှာတဘာဝလုံဘုရားကိုခေါ်လိုက်တဲ့အချိန်မှာတဘာဝလုံဒီဖေကိုခေါ်လိုက်တဲ့မှာယေရှုအသက်ရှင်နေဆိုကျွန်တော်โอเคပါကျွန်တော်မှလမ်းမရှိတော့ဘူးကျွန်တော်ယေရှုကိုကိုးကွယ်မယ်လို့ပြောတဲ့အချိန်မှာကျွန်တော်ဘဝမှာဒီနေ့ညမှာပဲဆူတောင်းတယ်လူတွေဆိုလို့ရှိရင်ကျွန်တော်အကူအညီတောင်းလို့ရှိရင်အဲ့အကူအညီကိုပေးဖို့အတွက်ကကျွန်တော်ကို maybe တစ်ပတ်လောက်ဆောင်ခိုင်းလိမ့်မယ်တစ်လလောက်ဆောင်ခိုင်းလိမ့်မယ်ဒါပေမဲ့ယေရှုကတော့ဒီကလည်းမဆောင်ခိုင်းတစ်လလည်းမဆောင်ခိုင်းနောက်နေ့မနေ့မှာပဲကျွန်တော်ဘဝမှာအခွင့်အရေးတွေပေါ်လာခဲ့တယ်ဟာလေလုယာအာမင်ကျွန်တော်ဘဝတက်တာမှာကျွန်တော်ဘဝတက်တာထဲမှာကျွန်တော်အလုပ်တွေမရှိတော့ဘူးကျွန်တော်ဘဝတက်တာမှာဘယ်လိုသွားမှမသိတော့ဘူးလက်ထဲမှာငွေနေရပဲပြောချင်တာသူလက်ထဲမှာငွေနေရပဲရှိတဲ့အချိန်သူလမ်းနေပျောက်ခဲ့တယ်ပေါ့နော်ဘာလို့ဘာကံရမှမသိဘူးအဲ့ဒီအချိန်မှာတငယ်ချင်းတွေကသူ့ကိုအရန်ကောင်းပါတယ်ဆိုတော့တငယ်ချင်းတွေကလည်းသူ့ကိုအဆက်အသွယ်တွေမလုပ်တော့ဘူးဖုန်းတွေဆက်ပိတ်လိုက်တယ်ပြီးတော့ contact တွေသူ့နဲ့လုံးဝအဆက်အသွယ်ကိုလုံးဝ cut out လုပ်ချပလိုက်တယ်ကွာအဲ့ဒီအချိန်မှာသူ့လက်ထဲမှာငွေ200ပဲရှိတော့တယ်သူယေရှုကိုသူအဲ့ကစပြီးတော့သူကိုးကွယ်တယ်ပေါ့နော်ယုံကြည်တတ်ဝင်သွားတယ်ငွေနေရပဲရှိတော့တကယ်ငွေနေရပဲရှိတော့လောကကြီးကတော့အဲ့အချိန်မှာအာနာသိနေတဲ့အချိန်မှာကျွန်တော်ဘုရားတော့ဘာအလုပ်တွေမှလည်းမရှိတော့အကုန်လုံးပိတ်နေလောကတော့ပြောတယ်လမ်းမရှိတော့လမ်းမရှိတော့ကျွန်တော်ပေးရမယ်ပတ်စံပေးရမယ်အကျွေးပေးရမယ်သူတွေကိုကျွန်တော်ဖုန်းဆက်တယ်ကျွန်တော်ပတ်စံပြန်ပေးပါကျွန်တော်ဒီမှာပတ်စံလိုနေလို့ပြောတဲ့အချိန်မှာသူတို့လည်းအစင်မပြေလို့မပေးနိုင်သေးဘူးလောကတော့ပြော no way လမ်းမရှိတော့ဒါပေမဲ့ယေရှုကတော့ဘာပြောလဲဆိုတော့ငါဒီလမ်းခီးဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်ဘဝတက်တာထဲမှာအဲ့ယေရှုဖခင်ကိုကျွန်တော်ခေါ်လိုက်တဲ့အချိန်မှာကျွန်တော်ဘဝထဲမှာပြောင်းလဲလာတာဖြစ်တယ်ကျွန်တော်ဘဝထဲမှာကြိုးကြည့်မွားနေတဲ့နှလုံးသားနဲ့တိုးဝင်တဲ့အခါမှာလောကကြီးကညှင်းပယ်တယ်လူတွေကညှင်းပယ်ခဲ့တယ်ဘာသာတရားတွေကညှင်းပယ်ခဲ့တယ်ဒါပေမဲ့အသက်ရှင်တဲ့ယေရှုကတော့ကျွန်တော်လက်ခံခဲ့တယ်ကျွန်တော်မကောင်းတဲ့သူကိုလက်ခံခဲ့တယ်ကျွန်တော်မကောင်းပါဘူးဒီနေ့မှာကောင်းတဲ့သူရှိရင်လက်ထောင်ပေးပါလားကောင်းတဲ့သူဘယ်သူရှိလဲမလိမ်ဘူးတဲ့သူဘယ်သူရှိလဲတခုတည်းနဲ့ပဲပြောကျွန်တော်လည်းမကောင်းခင်ဗျားတို့လည်းမကောင်းဒါပေမဲ့အရင်ကောင်းမြတ်တဲ့ဘုရားကယေရှုခရစ်တော်ကကျွန်တော်တို့အတွက်ကိုကျွန်တော်မကောင်းတဲ့သူတွေကိုကယ်ဖို့အတွက်ကိုလောကကိုဆင်းကြွလာခဲ့တယ်ဟာလေလုယာကျွန်တော်တို့လိုမကောင်းတဲ့သူတွေကိုကယ်ဖို့ကျွန်တော်လိုမကောင်းတဲ့သူတွေကိုကယ်ဖို့ကျွန်တော်ဒီနေ့နောက်ဆုံးအနေနဲ့ပြောပြခြင်းအဲ့ဒါပါလေဆိုတော့ကျွန်တော်ကိုကယ်ခဲ့တဲ့ဘုရားကကျွန်တော်ကမင်းသားမလို့ကယ်ခဲ့တာမဟုတ်ဘူးကျွန်တော်ဘဝမှာမင်းသားလို့မလို့ကယ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်မင်းသားဖြစ်နေတဲ့အချိန်မှာကယ်မှာပေါ့ကျွန်တော်ဘာမှမရှိတော့တဲ့အချိန်မှာကယ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာခရစ်ယာန်မှာဘုန်းကြီးပါစေဘုရားကလေခုနသချင်းဆိုခ
ဒါတော့တရှင်းဆိုပြတဲ့ဟာလေးပေါ့နော် ကျွန်တော်ကိုပဲမိနိုင်တဲ့မြတ်တာလေဟာလေလုယာကျွန်တော်ကဘာလို့ကျွန်တော်ကိုမိနိုင်တယ်ဆိုတော့ဘာကိုပြောတာလဲလားကျွန်တော်ပြန်စဉ်းစားကြည့်တယ်ဒီတခြင်းစာသားနဲ့ပတ်သက်ပြီးကျွန်တော်ကိုမိနိုင်တဲ့မြတ်တာဆိုကျွန်တော်ကအောက်ဆုံးမှာရှိခဲ့တဲ့သူဖြစ်တယ်ကျွန်တော်ကတက်ဖက်ပိတ်တဲ့သူဖြစ်တယ်ကျွန်တော်ကဘယ်အရာကိုမှအမှန်တရားကိုလက်မခံခြင်းတဲ့သူဖြစ်တယ်အဲ့လိုလူမျိုးယေရှုကိုမကောင်းဘူးလို့ပြောခဲ့တဲ့သူတယောက်ကိုပဲမိနိုင်တဲ့မြတ်တာနဲ့ဆွဲခေါ်ပြီးတော့ဒီနေ့ဒီအချိန်မှာဖေကကျွန်တော်ကိုချီးမြှောက်တာဖြစ်တယ်အဲ့ဖေကကျွန်တော်တယောက်ကိုပဲကဲမှာမဟုတ်ဘူးဒီမှာရှိတဲ့သူတယောက်ချင်းစီရဲ့တတ်တာအထဲမှာခင်ဗျားတို့စုတောင်းကြည့်လိုက်ပါယေရှုခေါ်ကြည့်လိုက်ပါအဲ့ဖေကခင်ဗျားတို့အဖြေပေးမှာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်ဒီနေ့အဲ့လိုပဲကျွန်တော်ပြောပြခြင်းနဲ့အားလုံးကိုသတင်းကောင်းပြောပြခြင်းနဲ့ယေရှုခရစ်တော်ကိုကြိုက်တဲ့အချိန်မှာခေါ်ပါကြိုက်တဲ့အချိန်မှာခေါ်ပါလူတွေကညင်းပယ်တယ်ခင်ဗျားတို့စိတ်မဝင်စားနဲ့လူတွေကခင်ဗျားကိုအခေမပေးနိုင်ဘူးလူတွေကနည်းနည်းပေးလိမ့်မယ်ခင်ဗျားကိုများများခိုင်းလိမ့်မယ်ဖေကတော့ခင်ဗျားကိုများများပေးလိမ့်မယ်ခင်ဗျားကိုဘာမှနှလုံးသားပဲတောင်းနေဖေဖြစ်တယ်ဟာလေလုယာဖခင်ရှင်နာမဘုန်းကြီးပါစေကျွန်တော်ဒီနေ့ကျွန်တော်ရေးထားတယ်ကျွန်တော်ဖေတစ်ချက်သူဖះသူကိုးကွယ်တဲ့ဖះကိုလည်းသူဆူတောင်းပေးတယ်ပေါ့နော်ဟာလေလုယာဒါပြောချင်တဲ့ဒီပြတော့ဖះရှင်အသက်ရှိပါသေးအဲ့လိုပုံစံနဲ့တူပါတယ်သူပြောပြနေတယ်ပေါ့နော်ဖះတစ်ချင်းကိုပထမအဦးဆုံးရေးထားတယ်မျက်မှောက်တော်စေတဲ့ချင်းလေးနဲ့ကျွန်တော်ချီးမွမ်းခြင်းတယ်ဖះကျွန်တော်ဒီတစ်ချင်းလေးကိုကျွန်တော်ကိုပြင်ဆင်ပေးတဲ့ဖះရှိဂျေဇုတော်ကိုအထူးချီးမွမ်းပါတယ်ဟာလေလုယာအာမင်ဟုတ်ကဲ့ဒါသူဒီဟာကိုသူတရှင်းဆိုပြမှာပေါ့နော်ရှင်ဖြစ်တဲ့ယေရှုတော်အေးဆေးလိုက်ပြီးတော့ကျွန်တော်အသက်တာထဲမှာလွတ်မြောက်ဖို့လူတွေကခင်ဗျားကိုအခေမပေးနိုင်ဘူးလူတွေကနည်းနည်းပေးလိမ့်မယ်ခင်ဗျားကိုများများခိုင်းလိမ့်မယ်ဖေကတော့ခင်ဗျားကိုများများပေးလိမ့်မယ်ခင်ဗျားကိုဘာမှနှလုံးသားပဲတောင်းနေဖေဖြစ်တယ်ဟာလေလုယာဖခင်ရှင်နာမဘုန်းကြီးပါစေဖခင်ရှင်နာမဘုန်းကြီးပါစေဖခင်တစ်ချင်းကိုပထမအဦးဆုံးရေးထားတယ်ကောင်းပါလေကိုကိုးကွယ်လိုက်တဲ့ဖခင်ကိုကိုးကွယ်လိုက်တဲ့ဘာသာရဲ့ဖခင်ကိုလိုဆူတောင်းပေးတယ်လူသူအောက်မှာရောက်နေတဲ့သူတွေကလည်းခရစ်ယာန်ကိုးကွယ်တဲ့သူတွေဖြစ်ဖို့များပါတယ်အဲ့ဒီလူတွေလည်းသူမိုတီပေးတယ်သူအခက်အခဲတွေဖြစ်နေသူဖះကိုအောက်မေ့တတိယပြီးတော့ယုံကြည်အားကိုးရတယ်ကျွန်တော်ချီးမွမ်းခြင်းနဲ့ဖះကျွန်တော်ဒီတခြင်းလေးကိုကျွန်တော်ကိုပြင်ဆင်ပေးတဲ့ဖះရှိဂျေဇုတော်ကိုချီးမွမ်းပါတယ်ဟာပြပြသွားတယ်ပေါ့နော်အာမင်ဟုတ်ကဲ့ဒီမိကုန်းကအဲ့ဒီလေးနပ်ပြီးတမှု brother အစိုးရပြောသွားတဲ့အရာကြီးအကုန်လုံးနဲ့မှာဘာသာရဲ့ဟိုဒီယေရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့ဗောနော်ဘုရားရှင်ပုံကြည်ပါစေခရစ်တော်ဟိုသူယုံကြည်တဲ့ကိုးကွယ်တဲ့သူတွေယုံကြည်ကိုးကွယ်စေခြင်းနဲ့ဗောနော်အဲ့လိုယုံကြည်ကိုးကွယ်စေခြင်းဘယ်လိုမျိုးခံစား권ရမယ်ဆိုတာလေသူပြပြသွားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာမှာကျတော့ဘုရားရှင်တကယ်ရှိခဲ့တယ်ဆိုတာကိုရာသာကိုကျွန်တော်သိသိခြင်းနဲ့နားထောင်စေခြင်းနဲ့အဲ့အတွက်ဒီဖုန်းပြောထားတဲ့ဟာကိုတခြားလေးနားထောင်ကြည့်ပါထားတဲ့မိကုန်းလည်းဖြစ်ပါတယ်ရှင်ဗျာကယ်ပြီးတပည့်တော်မေးတဲ့မိကုန်းမှာအမှားများပါခင်ခွင့်လွှတ်ပေးပါရှင်ဗျာပထမမိကုန်းတစ်ခုကဖယားဆိုတာလက်ရှိထိတကယ်ရှိပါသလားရှင်ဗျာအကယ်၍ဗုဒ္ဓမြတ်စွာဘုရားကနိဗ္ဗာန်ဆံမြန်းခဲ့ပြီဆိုရင်အဘယ်ကြောင့်ရှိတကယ်သို့ယနေ့ထိတပည့်တော်တို့ရှ िख ိုးဝတ်ပြုနေရပါလဲရှင်ဗျာဆုံးကပ်ပန်းကပ်စီမီစသည်တို့ကိုစက္ကပ်လူလန်းရှိတကယ်သို့ကတ်နေရပါလဲရှင်ဗျာဒုတိယမေကွန်းကတော့နိဗ္ဗာန်ဆိုတာတစ်မျိုးလည်းရှိပါလားရှင်ဗျာဘယ်နှမျိုးရှိပါလဲရှင်ဗျာမေကွန်းတစ်ခုနှစ်ခုဆိုရင်သုံးခုရှိသွားတာဘုရားတကယ်ပထမတစ်ခုကတော့အပေါ်နဲ့အောက်ကိုဆက်ပြီးတော့ပြောတာပါဗျာအဲ့ဒီဘုရားတကယ်ရှိတာပေါ့ဘာလို့တကယ်ရှိတယ်ဆိုတော့တမိုင်းထောက်ထားရရှိတာလေဟုတ် God ဗုဒ္ဓမဟုတ်ဘူးလေနော်လူသားဗုဒ္ဓပဲ God ဗုဒ္ဓမဟုတ်ဘူးလူသားဗုဒ္ဓโอเคနော်အစိုးရ brother ဟင်းမင်းသူပြောသွားတဲ့အထဲမှာတဖျားရှင်ဖန်ဆင်းရှင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာမှာကဒီဟာကလူသားဆင်ဆက်ကမွေးဖွားလာတဲ့ပုရုဇဉ်လူသားတယောက်ကနေပြီးတော့တရားအထုတ်ကျင့်ကြံရင်းနဲ့မှဘုရားဖြစ်လာတယ်လူသားဗုဒ္ဓနော် brother ပြော God မဟုတ်ဒါပဲအဲ့တော့ဗုဒ္ဓဆိုတာကတပိညုတဉာဏ်ကိုရတော့ကိလေသာကုန်ပြီးတော့တပိညုတဉာဏ်ကိုရသွားတာကိုဗုဒ္ဓလို့ခေါ်တာဟုတ်လို့တကူချင်းဖြစ်နေဖြစ်သွားတာကိုဆိုတာမဟုတ်ဘူးနော်အဲ့တော့တရားဓမ္မတွေကိုအားထုတ်ခဲ့တယ်လွန်ခဲ့တော့နှစ်ပေါင်း1500ကမစ္စည်းမဒေတာအိန္ဒိယမှာတောထွက်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကမစ္စည်းမဒေတာအိန္ဒိယနိုင်ငံမှာထွက်ပြီးတော့တရားအားထုတ်ခဲ့တယ်တရားအားထုတ်ပြီးတော့တပိဋကဉာဏ်ကိုရခဲ့တယ်ဒါကိုဗုဒ္ဓလို့ဆိုတာသတ်မှတ်တယ်ဟိုလိုအရာရာကိုဖန်ဆင်းတာမျိုး God ကိုဗုဒ္ဓလို့ပြောတာမဟုတ်တပိဋကဉာဏ်ရဖို့ဆိုတာလည်းမလွယ်ဘူးတပိဋကဉာဏ်ဆိုအလုံးစုံတည်တော့ညံ
ဟောတာမဟုတ်ဘူးဦးဇင်းတို့ရဲ့ဗုဒ္ဓကနော်လူသားအနေနဲ့ကိရိတာကုန်ပြီးတပိဋကဉာဏ်ကိုရတာကိုဗုဒ္ဓလို့ခေါ်တယ်တကယ်ရှိကြကြောင်းဟောတမိုင်းထောက်ထားတွေအများကြီးရှိပြီးသား အများကြီးပါ အဲ့ဒါရှိတယ်ဒါကြောင့်လည်းမြတ်စွာဘုရားမချို့မေးတယ်ဟို net တွေကဘာလို့ဘုရားမဖြစ်တယ်လဲဘာလို့လူကဘုရားဖြစ်တယ်လဲဆိုတာတမိုင်းထောက်ထားအရေးကြီးလို့ပဲနော်အဲ့တော့လူသားစစ်စစ်ကနေဖြစ်လာမှသာလေခုနအမေဘသူအဖေဘသူဆိုတာရှိတာလေရာဇဝင်သမိုင်းကြီးရှိတယ်လေဒါစစ်စစ်ဗုဒ္ဓစစ်စစ်သိကြောင်းသိစေချင်တာလေနော်အဲ့တော့ဘုရားတကယ်ရှိခဲ့တယ်အခုပြိဋိဘံဆန်သွားပြီဘုရားမရှိတော့ဘူးဘာဖြစ်လို့ဦးဇင်းတို့ဒီမှာကိုးကွယ်နေတယ်လဲဆိုတာဒါကဦးဇင်းတို့ကိုးကွယ်တယ်ဆိုတာကကြီးစိုးခြင်းနော်ဒီကုသိုလ်အကုသိုလ်တွေနိဗ္ဗာန်ကြောင့်တရားတွေဥပဒနာလမ်းစဉ်တွေကိုချမှတ်ဟောကြားခဲ့တဲ့ဗုဒ္ဓကိုဦးဇင်းတို့ကြီးစိုးတင်တယ်ကြီးစိုးခြင်းအနေနဲ့ဦးဇင်းတို့ကကိုးကွယ်စိတ်ကပူဇော်တာဖြစ်တယ်နော် ကျေးဇူးရှင်အနေနဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာယူဆမှာမြတ်စွာဘုရားကိုကိုယ်ွယ်စည်းကပ်တယ်အဓိကကတော့မြတ်စွာဘုရားဒီကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ကုသိုလ်နဲ့အကုသိုလ်ဓမ္မနဲ့အဓမ္မကိုခွဲခြားသိမြင်နိုင်အောင်ဟောကြားတော်မူခဲ့တဲ့သဗ္ဗညဉာဏ်တော်ရရှိခဲ့တဲ့မြတ်စွာဘုရားကိုကျွန်တော်တို့ကရုပ်ထုတုပ်ဝါတော်တွေကိုဘုရားရဲ့ဂုဏ်တော်တွေကိုအာယုပြုပြီးတော့ပူဇော်ကြော့ပြီးတော့ကိုးကွယ်တာယုံကြည်ကိုးကွယ်တာနော်ဟိုလိုရုပ်ထုထုတ်ပြီးတော့ကိုးကွယ်တယ်ဆိုတာမျိုးကဦးဇင်းကရုပ်ထုကိုကိုးကွယ်တာမဟုတ်ဘူးမြတ်စွာဘုရားကိုအောက်မေ့တယ်ဘရာသာပြောတယ်ဆိုတာကျွန်တော်ရုပ်ထုရှိမှသွားတယ်အသေးတွေကြီးမွားနေတယ်ဟုတ်လားဘာတွေဖြစ်ခဲ့တယ်ပတ်စံလက်ထဲမှာ200ရှိခဲ့တယ်အဲ့ဒါတွေကရုပ်ထုရှိမှသွားပြီးတော့ဘရာသာဆူတောင်းလို့လည်းမရသလိုဘရာသာသွားပြီးတော့ငိုကြွေးလို့လည်းပြန်မရနိုင်အောင်ရှားလေးနားထောင်ပေးပါဘရာသာဟိမင်းသူဟိုအောက်မေ့တတိယတော့အဖြစ်ပူဇော်ကြတာဦးဇင်းတို့မြန်မာနိုင်ငံမှာပဲကြည့်လေမြန်မာနိုင်ငံမှာဆိုရင်ဒါကဘိုးချုပ်အောင်ဆန်းလို့နော်ဒါအများကြီးစူးစမ်းခဲ့တယ်ဆိုပြီးတော့ယနေ့ဘိုးချုပ်ကိုကျေးဇူးတင်တဲ့အနေနဲ့မျိုးနယ်တိုင်းဒီပါမှာဘိုးချုပ်ရုပ်ထုတွေထူကြတာပဲလေဟုတ်တယ်မလားထူကြတယ်အဲ့ဘိုးချုပ်ကိုကိုးကွယ်တာဆိုကိုးကွယ်တာမျိုးမဟုတ်ကျေးဇူးဆက်တဲ့အနေနဲ့ကျေးဇူးတင်တဲ့အနေနဲ့ဟုတ်လားမြန်မာနိုင်ငံအတွက်ကိုအလေးထားတဲ့အနေနဲ့ respect ပေးကြတဲ့သဘောပဲအခုလည်းဒီတိုင်းပဲဘုရားကိုဦးဇင်းတို့ပူဇော်ကြတယ်ရှိခိုးကြတယ် respect ပေးကြတယ်ဆိုတာကကျေးဇူးရှင်အနေနဲ့တို့တွေကိုဒါကကုသိုလ်ဒါကအကုသိုလ်လို့ခွဲခြားပေးခဲ့တဲ့ကျေးဇူးရှင်ကြီးဆိုတဲ့အနေနဲ့ဆိုတာကိုးကွယ်စိတ်ကြကြတာဖြစ်ပါတယ်နော်ဟိုရုပ်ထုကိုကိုးကွယ်တာတော့မဟုတ်ပါဘူးရုပ်ထုဆိုတာကတတိယလွယ်အောင်လို့ဟုတ်တယ်လေရုပ်ထုကိုမြင်နေရဆိုရင်တတိယလွယ်တယ်လေမိမိတို့အိမ်မှာကဲတင်သွားတဲ့အမေဖေရဲ့အမတ်တရပစ္စည်းဘာမှမရှိတဲ့မေ့ပါမှာအမေဖေရဲ့ပစ္စည်းလေးတွေရှိတဲ့ဆိုတော့အမေလေးကဒီပစ္စည်းကျတယ်နော်အော်ငါတို့အမေရှိတော့ဒါလေးကဘလို့လေးပဲဆိုတတိယလာတယ်နော်အဖေရှိတော့ဆိုရင်ဒါလေးကဘလို့သုံးခဲ့တာတတိယလာတယ်အခုလည်းအဲ့လိုပဲဖယားရှင်ရဲ့စင်တို့ဖယားရှင်ရဲ့ရုပ်ထုတော်ကိုကြည့်လိုက်သွားပြင်ဖယားရဲ့ခုံတော်တွေကိုအောက်မေ့တတိချင်းစိတ်တွေပေါ်လာတယ်ဒီသဘောနေနဲ့ဦးဇင်းတို့စင်တို့တွေကိုထားကြတာဖြစ်ပါတယ်ဟိုလိုရုပ်ထုကြီးကိုအလေးတမြတ်ထားပြီးကိုးကွယ်တာမျိုးတော့မဟုတ်ပါဘူးရုပ်ထုဝါဒမဟုတ်ပါဘူးနော်အောက်မေ့တတိယလွယ်အောင်ကိုးကွယ်တဲ့သဘောပါနော်အဲ့ဒါနိဗ္ဗာန်ကဘာတစ်မျိုးရှိတယ်ပုံမှန်အားဖြင့်နိဗ္ဗာန်တစ်မျိုးတည်းပါပဲဒါပေမဲ့သူ့ရဲ့ဟိုသဘောတရားအားဖြင့်တော့၃မျိုးခွဲတာရှိတယ်နှမျိုး၃မျိုးခွဲတာရှိတယ်တင်းကြုံမှာပေါ့နော်တာဥပါတိသေသာနိဗ္ဗာန်အနုပါတိသေသာနိဗ္ဗာန်တို့ခွဲတယ်မသိခင်တရားထုတ်လို့ရတဲ့နိဗ္ဗာန်ကိုတော့ဒါဦးဇင်းတို့ဒါတာဥပါတိသေသာနိဗ္ဗာန်ဒီလိုခေါ်တယ်နော်ဒီဘာခေါ်လဲဆိုတော့ဒီခန္ဓာကိုယ်ရှိသေးတယ်ဒါပေမဲ့ဦးဇင်းတို့တရားတွေအထုတ်တဲ့အခါမှာမဉ္ဇဉ်ပုံဉ္ဇဉ်ဖလားသမဘက်တွေဝင်စားတဲ့အခါမှာနိဗ္ဗာန်ကိုအာရုံပြုနိုင်တယ်နော်အဲ့ဒါကနိဗ္ဗာန်တစ်မျိုးနောက်လုံးဝယုံနဲ့ခန္ဓာတွေချုပ်ငြိမ်းသွားတာကနိဗ္ဗာန်တစ်မျိုးအဲ့ဒါတစ်မျိုးရှိတာပေါ့နော်ပုံမှန်အားဖြင့်နောက်ဟိုတုညတနိဗ္ဗာန်အာနိမိတ်နိဗ္ဗာန်အပရိဒနိဗ္ဗာန်ဆို၃မျိုးခွဲတာလည်းရှိသေးတယ်ဒါတော့သင်္ကြန်အပိဓမ္မာထဲမှာပါပါတယ်နော်သင်္ကြန်အပိဓမ္မာထဲမှာပါတယ်ပါပါတယ်ဘာသာဟိမင်းသူရေကျွန်တော်တို့ကရုပ်ထုကိုကိုးကွယ်နေတာမဟုတ်ဘူးဖះရှင်ကဆိုတော့ကျွန်တော်ပြောသလိုပဲကုသိုလ်နဲ့အကုသိုလ်ဘလို့နေဘလို့ကုသိုလ်ရအောင်လုပ်ရမှာအကုသိုလ်ဘလို့လုပ်ဖြစ်တယ်အဲ့ဒါတွေကိုဖះရှင်ကလမ်းမှန်အောင်ပါလမ်းမှန်ရောက်အောင်ဟောကြားတော်မူခဲ့တယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီဗုဒ္ဓရဲ့တရားတော်တွေကိုအောက်မေ့တတ်တာပြီးတော့မြတ်စွာဘုရားရှင်ကိုအာယုံပြုကျေးဇူးရှင်တဲ့သဘောထားအာယုံပြုရှိခိုးပူဇော်တာဒါကပါရုပ်ဆရာတော်ကြီးဘရာသာကိုထပ်ပြီးပြောပြလိုက်မယ်နော်တခြားလေးနားထောင်ကြည့်ပေးပါကံကံရဲ့ကျိုးဆိုတာကိုလုံးတာကိုရတယ်ကိုကောင်းလုံးမှကိုကောင်းမဲ့ဆိုတာကံကံရဲ့ကျိုးလက်ခံတယ်လို့သူဆိုလို့ကံကံရဲ့ကျိုးလက်ခံတယ်ဆိုတာတခြားမဟုတ်ကိုလုံးတာကိုနဲ့သက်ဆိုင်တယ် responsibility ကိုပြောတာ responsibility ကိုလို့ရင်ကိုတာဝန်ရှိသွားတနည်းအားဖြင့်ကိုယ်တဏ္ဍမှာဖြစ်တာကောင်းရင်လည်းကိုပဲရမယ်မကောင်းရင်လည်းကိုပဲရမယ်အဲ့မှာဒါဘုရားရှင်ဟောကြားထားတဲ့တရားတော်တွေပဲအဲ့ဒီဟာမှာကျွန်တော်တို့ရဲ့ဒီဗုဒ္ဓဘာသာရဲ့ဘုရားရဲ့တရားတော်တွေရဟန်းတန်ခါတွေကတဆင့်လက်ဆင့်ကမ်းနေဒီနေ့အချိန်ထိဒီတရားတော်တွေဟောကြားတော်မူခဲ့တယ်။ဆောက brother ပြောသလိုပဲရုပ်ထုရှိမှကျွန်တော်အသေးလေးကြီးမွားနေတယ်လက်ထက်ကပတ်သက်200ပဲရှိရောတယ်အဲ့ပြီးတော့ဘယ်သူမှအနားမှာမရှိခဲ့ဘူးဘယ်သူမှမကယ်မဲ့သူမရှိခဲ့ဘူးဘာသာတရားတွေအကုန်လုံးကောင်းတယ်လူတွေမကောင်းဘူး
ရုပ်ထုရှိမှသွားပြီးအသေးကြီးကြည်မွားတာပဲဖြစ်အသေးကြီးကွဲနေတာပဲဖြစ်ဖြစ်ဒါနဲ့ပတ်စံရှိမရှိဒါဖျားရှင်နဲ့မဆိုင်ကျွန်တော်တို့ဗုဒ္ဓဘာသာအယူဆမှာကံရဲ့အကျိုးဆိုတာရှိပြီးသားကံရဲ့အကျိုးကိုယုံကြည်သက်ဝင်မှသာလေဗုဒ္ဓဘာသာဆက်ဖြစ်တယ်ဒါတဲ့ဘာကျဆရာတွေဟောကြားပြီးသားဖြစ်တယ်ဆိုတော့ဘာသာအသေးကြီးကွဲနေတာကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားနဲ့ပါဆိုင်တယ်လေဒါထဲမှာပတ်စံ200ပဲရှိတာဖျားနဲ့ပါဆိုင်တယ်လေနော် brother ကိုမိတ်ဆွေတွေအပေါင်းအသင်းတွေကကွန်နက်တွေကိုအဆက်အသွယ်ဖြတ်လိုက်တယ် brother ကိုကွန်နက်တွေရှိထားတဲ့သူတွေရဲ့ brother ရှိရတဲ့ပတ်စံတွေပြတ်မဆက်ဘူးဒါတွေအကုန်လုံးကလည်းဖျားနဲ့ပါဆိုင်တယ်လေတင်းတစ်တာထဲမှာနော် brother ပြောတဲ့တစ်တာထဲမှာငွေတွေဥစ္စာတွေမရှိရတဲ့အချိန်မှာ brother အောင်မြင်ခဲ့တဲ့အချိန်တုန်းကငွေတွေဥစ္စာတွေကို brother စုဆောင်းထားခဲ့တာရှိမှာပဲအဲ့ဒီအချိန်တုန်းကအဲ့ဒီပတ်စံတွေပစ္စည်းဥစ္စာတွေဘယ်နေရာတွေမှာသုံးခဲ့တာလဲဘယ်လိုနေရာတွေမှာဖြုံးခဲ့တာလဲ brother သုံးခဲ့ဖြုံးခဲ့လို့အဲ့ဒီဟာတွေမရှိတော့တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာယူဆမှာကံရဲ့ကျိုးဆိုတာဖြီးပြီးသားဖြစ်တဲ့အတွက် brother ပြုသမျှအရာက brother ပဲခံစားရမှာကျွန်တော်တို့ဗုဒ္ဓဘာသာဗုဒ္ဓရဲ့ရုပ်တုစင်တုတော်နဲ့လုံးဝမသက်ဆိုင်ပါဘူး brother ဘာသာ brother ဘာလို့ခံရမှာတည်လား ကိုစားလိုက်တဲ့အစားအစာအစိတ်ဖြစ်ရင်ကိုခံရမယ် မှန်ပါဗျာ ချမ်းသာစိတ်ပဲဆိုရင်ကိုဆိုင်ရမယ်ကိုနဲ့ပတ်သက်တာမှန်သမျှဒီတိုင်းပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ယုံကြည်လက်ခံထားဖို့ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်လို့ယုံကြည်လက်ခံသူကအမှန်တရားဆိုတဲ့လမ်းကြောင်းမဟုတ်ဘူးတက်လှမ်းခြင်းပဲဖြစ်တယ်အေးကောင်းတာလို့လဲကောင်းတာမဖြစ်ပါဘူးမကောင်းတာလို့လဲမကောင်းတာမဖြစ်ပါဘူးကုသကံဆိုတာလည်းမရှိပါဘူးနောင်ဘဝဆိုတာလည်းမရှိပါဘူးဆိုတဲ့အတွေးတွေတဲ့ပုဂ္ဂိုလ်တယောက်ဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့လွန်ခဲရင်ပါအဲ့ဒီမှာပြောချင်တာတစ်ချက်ရှိတယ်ဘာလို့ဆရာတွေကိုလည်းဟောထားတယ်မှာအေးကောင်းတာလို့လည်းကောင်းတာမဖြစ်ပါဘူးမကောင်းတာလို့လည်းမကောင်းတာမဖြစ်ပါဘူးသူ့မှာအချိန်ဆိုရှိပြီးသားကောင်းတာလုပ်ရင်ကောင်းမယ်ဆိုတဲ့အချိန်ကာလမကောင်းတာလုပ်ရင်မကောင်းမယ်ဆိုတဲ့အချိန်ကာလတော့ရှိပြီးသားရှိထားပြီးသားနော် brother ပြောတယ်ရွတ်တယ်ပရိတ်ရွတ်တယ်ထင်တယ်မှာလေပရိတ်ရွတ်တယ်ဘုရားတရားတွေလုပ်တယ်နော်ဒါပေမဲ့အလှူဒန်းတွေပါတယ်လည်းလုပ်ခဲ့မယ်ထင်ပါတယ်ဒါပေမဲ့ဖြစ်မလာသေးဘူးဒါသည် brother ရဲ့ကုသိုလ်ကံအကျိုးမပေးသေးလို့မဖြစ်သေးတာချက်ချင်းကျွန်တော်တို့ဗုဒ္ဓဘာသာမှာအခုချက်ချင်းကောင်းတာလုပ်လာလို့အခုချက်ချင်းကောင်းတာဖြစ်သွားတာမဟုတ်ဘူး brother ကတရားတွေလုပ်ခဲ့တယ်ဒါပေမဲ့ဗုဒ္ဓရဲ့ဒီလမ်းစဉ်တွေလမ်းညွှန်မှုအောင်လမ်းညွှန်မှုတွေတေချာမလေ့လာခဲ့လို့ brother တွေတို့ပြောနေတာဘာလို့ဆရာတွေပြောထားတယ်မှာလုံးဝမှန်မှန်ကန်ကန်ပြောဟောကြားထားတာဖြစ်တယ်တေချာလေးနားထောင်ကြည့်ပြပါ ဘာကြောင့်လို့ဆိုတော့သူလုံးချင်တာလုံးတော့ပါလေကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်သူမရွေးချယ်တော့အဲ့မှာတစ်ခုရှိတာကကျွန်တော်တို့ဗုဒ္ဓဘာသာမှာအပြစ်လုပ်တဲ့သူတွေကိုမြတ်စွာဘုရားဘသူပဲဖြစ်ဖြစ်ကိုစားဘယ်တော့မှအပြစ်မခံယူဒါအပြစ်ရဆိုတော့ဗုဒ္ဓဘုရားကိုယ်တိုင်ကိုကမြတ်စွာဘုရားဖြစ်သွားတဲ့ထိတိုင်အောင်မြတ်စွာဘုရားကျွန်တော်တခုမှတ်သားဘူးတယ်ဒီတမန်တော်ဘဝတော်ကသူလူနာတယောက်ကိုဒီဆေးပေးတဲ့အခါမှာဒီဘိုက်ပြဿနာပေါ့နော်ဖြစ်တဲ့အခါမှာသူဆေးပေးလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာသူဒါသူအဲ့တိတ်ဘဝတော်ကသူပေးလိုက်တဲ့လူနာတယောက်ကိုသူဆေးပေးလိုက်တဲ့အချိန်မြတ်စွာဘုရားဖြစ်သွားတော့ညာလဲပဲသူမြတ်စွာဘုရားဝမ်းတော်လျှောဘူးတယ်အဲ့လောက်ထိကျွန်တော်တို့ဗုဒ္ဓဘာသာယူဆရအောင်ဝိတ္တိကံရဲ့အကျိုးပေါ့နော်ဟိုကံရဲ့အကျိုးပြောတော့သူလောက်ခွဲတဲ့အဲ့ဒီကံကဒီဘုရားမြတ်စွာဘုရားဖြစ်သွားသည့်တိုင်အောင်ကုသိုလ်အကုသိုလ်ကံလိုက်ကျိုးပေးတာကိုပြုသူကံကိုထံပဲ့တယ်တဲ့သူကသူ့ရဲ့ခံယူချက်ကကောင်းတာလုပ်လဲကောင်းတာဖြစ်မှာမဟုတ်ဘူးမကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးအဲ့လိုလူလည်းတက်ရှိနောက်ဘဝဆိုတာမရှိဘူးဘဝဆိုတာတူတူလေးပြောင်းနေရမယ်ဆိုတဲ့အတွေ့အခေါ် life is too short life is enjoy yourself enjoying yourself နောက်တိုင်းပြောလို့ဆိုလို့ရှိတယ်ဒီလိုမျိုးပြောရှင်းနေဆို life is too short နောက်တိုင်းရဲ့စကားပုံပေါ့ပြောနေမယ်ဆိုရနောက်ဘဝဆိုတာမရှိဘူးစဉ်းစားအဲ့ဒါလို့ဆိုရင် तू လှုပ်ချင်တာလှုပ်မယ်ဆိုရင်အကောင်းလှုပ်ချင်ဖို့ဆိုတာတော်တော်ခရင်တယ်မကောင်းတဲ့ပဲလှုပ်ချင်မယ်ဒါကြောင့်လူတော်လူကောင်းဖြစ်ခြင်းဆိုတဲ့လမ်းကြောင်းပေါ်ရောက်ဖို့လွန်ခဲတယ်အေးကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်နေဆိုတဲ့ခံယူချက်ရှိတဲ့ပုဂ္ဂိုလ်ဟာ
ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့အမြင်ကြောင့်မကောင်းတာကိုသူရှောင်တယ်။ဘာကြောင့်လို့ဆိုရင်မကောင်းတာဖြစ်မှသူကြောက်တယ် brother လည်းဒီဗီဒီယိုလေးကိုကြည့်နေရဆိုရင်အသိမြင်ပူဇော်တာတိုးမယ်လို့တော့မျှော်လင့်ပါတယ်ကျွန်တော်တော့အဲ့ဒါလေးကိုလာပြီးတော့ရှင်းပြရတာဖြစ်ပါတယ်